လူဆိုတာအစ္ဆာတရားချင်းမတူကြဘူးဒီကနေ့ခေတ်လူတွေအားလုံးဟာလည်းကိုယ်အစ္ဆာတရားနဲ့ကိုယ်အစ္ဆာတရားဆိုတာကိုယ်စိတ်ထဲမှာလွှမ်းမိုးနေတဲ့ခံယူချက်လို့ဆိုလို့ရပေါ့လူတိုင်းဟာမတူကြဘူးเนาะအစ္ဆာတရားမတူလို့တရားဝါဒနာပါတဲ့သူကတရားပွဲလာတယ်အပျော်ပါဝါဒနာပါတဲ့သူကအပျော်ပါသွားတယ်အတောက်စားဝါဒနာပါတဲ့သူကအတောက်စားဘက်ကိုသွားတယ်လူတွေဟာသူ့ဝါဒနာသူ့အစ္ဆာတရားနှလုံးသွင်းခြင်းဟာလေကြွယ်ပြခြားနာကြတယ်စရိုက်ဝါဒနာဆိုတာဥဆောင်လာသည့်အတွက်ကြောင့်လူတွေဟာကောင်းတဲ့ဇယရှိရင်ကောင်းတဲ့အလုပ်လုပ်ကြတယ်မကောင်းတဲ့ဇယတွေပါလာရင်မကောင်းတဲ့အလုပ်ကိုလုပ်ကြတယ်စရိုက်ဝါဒနာနှလုံးသွင်းဆိုတာဟာကောင်းမြတ်ဖို့အလွန်အရေးကြီးတာပေါ့နော်အဲ့ဒါလို့မကောင်းဘူးဆိုရင်ဖះနဲ့တွေ့နေဒီပုဂ္ဂိုလ်မျိုးတွေကတော့ဝါဒနာအလျောက်မကောင်းတဲ့ပဲစရိုက်ဝါဒနာပါရင်မကောင်းတဲ့အလုပ်ပဲလုပ်ကြတာများတယ်ပေါ့ဖះပွင့်လို့ကံကောင်းတယ်ဆိုတာဟာလူအချို့သာဖြစ်တယ်ပေါ့လူတိုင်းဟာကိုယ့်ရဲ့စရိုက်ဝါဒနာအတိုင်းဖော်ဆောင်နေကြတာဖြစ်တော့ကြောင့်လူတိုင်းကံကောင်းနိုင်မှုဆိုတော့ခဲရင်ပေါ့နော်အေးကိုဝါဒနာပါအစ္ဆာတရားဆိုတဲ့ကိုယ့်ရဲ့နှလုံးသွင်းစရိုက်ဝါဒနာအရာဒီမျိုးကောင်းသားမာလုချက်ဗုဒ္ဓဟာဘလို့စရိုက်ဝါဒနာရှိတော့ဆိုအိမ်တော်ယတပြုလို့စိတ်မရှိဘူးသူဒီကနေ့ခေတ်လဲလူပြိုကြီးတွေရှိကြတာပေါ့နော်သူစရိုက်ဝါဒနာအရာလွတ်လွတ်ကင်းကင်းနေခြင်းတဲ့ပုဂ္ဂိုလ်မျိုးတွေဒီလိုဟာလည်းရှိတာပဲစရိုက်ဝါဒနာအရာငယ်တွေကသာသနာပေါင်းဝင်ပြီးတော့ရဟန်းပြုကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ညမပြေမှာဆိုလို့ရှိရင်မျိုးသမီးတွေကလည်းပဲသီလရှင်ဝတ်ကြတာရှိတယ်ကိုယ်စရိုက်ဝါဒနာအရာလုပ်ကြတာပေါ့နော်ဒီမျိုးကောင်းသားကနိတ္တရဏိသာတရားလို့ဆိုတာလူအတိုင်းဝိုင်းထဲမှာလူမှုကိစ္စတွေလုပ်ချင်တဲ့ဆန္ဒမရှိဘူးလွတ်လွတ်လပ်လပ်တရားဓမ္မကိုရှားပွေခြင်းနဲ့စိတ်ဆန္ဒရှိတယ်ဒါကြောင့်မို့သူဟာအရွယ်ရောက်လာတဲ့တပြိုင်နက်ပရပိုက်ယဟန်အဖြစ်ခံယူလိုက်တယ်ပရပိုက်ဆိုတာပါဠိစကားလုံးကပရိဘာဇကလို့ခေါ်တယ်ပရိဘာဇကဆိုတာပရိဆိုတာဝန်းကျင်ထက်ဝန်းကျင်ကအယမျက်နှာတွေပတ်ဝန်းကျင်အယမျက်နှာတွေကိုပရိဝါဇကဆိုတာလိတိသွားလာပရပိုက်တွေဟာအယူဝါဒတွေကိုသင်ယူပြီးတော့နေတကာလှဲ့ပြီးအယူဝါဒတွေငင်းခုန်ဟောပြောတဲ့ပုဂ္ဂိုလ်မျိုးတွေပရပိုက်လို့ခေါ်တယ်နော်အဲ့ဒီလိုပရပိုက်မျိုးထဲမှာသူဟာဝင်ရောက်ပြီးတော့လွတ်လွတ်လပ်လပ်ပရပိုက်တို့ရဲ့အယူဆပရပိုက်တို့ရဲ့ချင်းကြံကြိုးကိုအထောက်မှုတွေနဲ့ပျော်မွေးခဲ့တယ်ပေါ့ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ဆိုတာလည်းပဲဘုရားမြတ်စွာရဲ့တပည့်မဖြစ်ခင်ကပရပိုက်တွေပဲသူတို့လည်းနော်ပရပိုက်အဖြစ်ရင်ခံယူခဲ့ကြတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားလက်ထက်ကပရပိုက်တွေအလွန်များကြတယ်အဲ့ဒါလို့ပရပိုက်သာသနာမှာဝင်ရောက်ပြီးတော့ပရပိုက်ဖြစ်ယတ္တိနေချရင်ဟာလေသူဟာမြတ်စွာဘုရားနဲ့ဆုံတွေ့ပြီးတရားဓမ္မကြားနာလဲရတဲ့အခါမှာမြတ်စွာဘုရားအပေါ်မှာယုံကြည်တရားဓမ္မအပေါ်မှာစိတ်ဝင်စားမှုတွေကြောင့်မို့လို့ပရပိုက်ဘာသာကနေပြီးတော့ဗုဒ္ဓဘာသာပြောင်းပြီးတော့ဘုရားဘာသာဘုန်းကြီးအဖြစ်ခံယူပြန်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကပရပိုက်တွေဆိုတာဒီဘုန်းကြီးတွေလိုပဲသူတို့လည်းကြောင်းတိုက်ကြည်နဲ့နေထိုင်ကြတာအဆုလိုက်ပြောတယ်ခဏခေတ်အိန္ဒိယမှာကြည်ဟိန္ဒူဘုန်းကြီးတွေဆိုတာသူတို့လည်းကြောင်းတိုက်ကြည်တွေနဲ့နေကြတယ်နော်ဗမာပြည်ကဘုန်းကြီးတွေလိုပဲ
ကျောင်းတိုက်ကြီးတွေနဲ့နေကြတာရှိတယ်ပေါ့နော်အဲ့ဒါလို့နေပြီးတော့သူတို့စာပေကိုသင်ယူခြင်းသူတို့တရားဓမ္မကိုဟောပြောခြင်းအယူဝါဒရေးရငင်းခုန်ပြောဆိုကြခြင်းဆိုတာ ਨੇ သူတို့လမ်းစဉ်ရှိတဲ့အတိုင်းကျင့်ကြံကြိုးကိုအထောက်ခဲ့ကြတယ်မြတ်စွာဘုရားလက်ထက်တုန်းကပရပိုက်တွေလွန်များတယ်တခါတရံမြတ်စွာဘုရားကပရပိုက်ကျောင်းတွေကိုကြွသွားတယ်ကြွသွားတဲ့အခါမှာပရပိုက်တွေကမြတ်စွာဘုရားကိုလေးစားကြတာများတယ်ဘာကြောင့်လဲဆိုရင်ဘုရားရဲ့ဂုဏ်သတင်းကအမတ္တမကြီးတယ်ပေါ့ဘုရားကြွလာပြီဆိုရင်သူတို့ခုံယူကြတယ်သူတို့စီကိုတောင်ဂေါတမဗုဒ္ဓလာရတယ်ဆိုတော့လူတွေလူပေါ့နော်လူတွေမှာကိုယ်စီလူကြီးရောက်လာတယ်ဆိုရင်သူကခုံယူကြတာဒါသဘာဝပဲအဲ့ဒါလို့ခုံလို့ကြမြတ်စွာဘုရားကယမယခကြွတယ်တရားဟောတယ်သူတို့နဲ့စကားတွေပဲပြောတယ်အဲ့ဒါလို့လုံးလေးရှိပရပိုက်တွေကလည်းမြတ်စွာဘုရားထံစိကတ်ကြတယ်တချို့ပရပိုက်တွေဆိုရင်ပရပိုက်ဘာသာကမပြောင်းမဲနဲ့ဘုရားရဲ့တပည့်ခံယူသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်သို့သောပရပိုက်အဖြစ်ကမပြောင်းကြဘူးဘာသာပြောင်းတာမဟုတ်ဘူးနော်ဘာသာမပြောင်းမဲနဲ့မြတ်စွာဘုရားကိုကြီးညိုလေးစားကြတဲ့ပရပိုက်တွေရှိကြတယ်စာပေကျမ်းကနေမှာမတန်းတင်ထားတာရှိတယ်ပေါ့နော်အခုမလွတ်ချက်ဗုဒ္ဓပရပိုက်ဟာမြတ်စွာဘုရားနဲ့ဆုံတွေ့တော့ဘုရားကဟောတဲ့တရားဓမ္မတွေကိုနာယူမှတ်သားပြီးတရားကိုဆင်ခြင်စဉ်းစားလိုက်တဲ့အခါမှာသူ့ရင်ထဲကသရတရားတွေဖြစ်ပွားလာတယ်ဓမ္မအမှန်တရားပဲငါကိုယ်တိုင်ဒီတရားကိုကြည်ကြည်ကြိုးကိုအထုတ်မယ်လို့စိတ်ဝင်စားမှုတွေဖြစ်လာဒါကြောင့်မို့မြတ်စွာဘုရားသာသနာဝင်ရောက်ပြီးတော့ယဟန်ခံပြီးကပ္ပဋ္ဌာန်းဤစနစ်တွေကိုသင်ယူပြီးတဲ့နောက်မှာကိုယ်တိုင်တရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ထားအထုတ်လိုက်တဲ့အခါဝိပဿနာတရားအထုတ်ရင်ကနေပြီးယုံနဲ့ဓမ္မသင်္ခါရတွေပေါ်မှာညီးငွေ့ပြီးတွေ့တာမှုတွေရောကျသွားတာနောက်ဆုံးမှာယဟန္တာအဖြစ်ကိုရောက်သွားတယ်ယဟန္တာဖြစ်တဲ့အခါမှာအဘိညာဉ်6ပါးနဲ့ပြည့်စုံတဲ့ယဟန္တာဘိညာဉ်6ပါးနဲ့ပြည့်စုံတယ်ဆိုတာဟာသမထကျင့်စဉ်လဲအောင်မြင်လို့သူဟာအတိတ်ဘဝတွေကိုသိနိုင်စွမ်းရှိတယ်ဝေးလံတဲ့အရာဝတ္ထုတွေခြားကွယ်နေတဲ့အရာတွေကိုမြင်နိုင်စွမ်းရှိတယ်အလွန်ဝေးအလွန်သေးတဲ့အတန်လေးတွေကစပြီးကြားနိုင်စွမ်းရှိတယ်သူတစ်ပါးရဲ့စိတ်ကိုသိနိုင်စွမ်းရှိတယ်တကူမျိုးမျိုးဖန်ဆင်းနိုင်တဲ့စွမ်းရည်တတိရှိတယ်လို့သမထစွမ်းအားနဲ့ရနိုင်တဲ့အစွမ်းတကူက5မျိုးအဘိညာဉ်စွမ်းတကူက5မျိုးဝိပဿနာကျင့်စဉ်နဲ့ရတဲ့အာတဝဲခရလို့ခေါ်တယ်ကိလေသာအသွားတွေကင်းကွာသွားမှုကိလေသာအသွားတွေကင်းကွာသွားတဲ့အခါမှာစိတ်ဓာတ်ဟာတည်ငြိမ်သွားတယ်ကိလေသာအသွားတွေရှိနေသမျှစိတ်ဓာတ်ကမတည်ငြိမ်ဘူးတော့ယဟနာဖြစ်တယ်ဆိုတာယင်ထဲဟာကိလေသာတွေကုန်သွားတာပဲကုန်သွားရင်စိတ်ဓာတ်ဟာတည်ငြိမ်သွားတယ်စိတ်ကကိုယ်ပိုင်သွားတဲ့သဘောဖြစ်တယ်လူတွေဟာစိတ်ကိုမနိုင်တာဟာစိတ်ကလောဘနဲ့ပေါင်းတယ်ဒေါသနဲ့ပေါင်းတယ်မောဟနဲ့ပေါင်းတယ်မာနတွေဣဒ္ဓတွေမစ္စရိယတွေကိရိတာတွေနဲ့ပေါင်းနေတဲ့စိတ်ကိုမထိန်ကွက်နိုင်ကြဘူးမထိန်ချုပ်နိုင်သည့်အတွက်ကြောင့်လူတွေဟာစိတ်နောက်လိုက်ပြီးအမှားတွေကိုကျွလွန်နေကြတာဖြစ်တယ်ယန္နာဖြစ်သွားပြီဆိုလို့ရှိရင်အမှန်မြင်ခြင်းကြောင့်အဝိဇ္ဇာလည်းကင်းသွားတယ်အမှန်မြင်သည့်အတွက်ကြောင့်တွေ့တာမှုဆိုတာလည်းမရှိတော့ဘူးမုန်းတိမှုဆိုတာလည်းမရှိတော့ရင်ထဲကကိလေသာတွေရင်ထဲကအပူတွေအလုံးပျောက်သွားပြီစိတ်နှလုံးဟာတည်ငြိမ်သက်တဲ့အဆင့်ကိုရောက်သွားတာအဲ့ဒါယဟန္တာလို့ခေါ်တယ်နော်ယဟန္တာလို့ဆိုတာအဲ့ဒါမျိုးကိုပြောတယ်စိတ်နှလုံးဟာလှုပ်ရှားရင်းရိမ်မှုမရှိတော့ဘဲနဲ့တည်ငြိမ်အေးချမ်းသွားတဲ့အဆင့်ကိုရောက်သူဟာယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတဲ့အခါမှာဆွေကြီးမျိုးကြီးကနေရဖြစ်လာတဲ့ပုဂ္ဂိုလ်လေသူ့အဖေကဘုရင်ရဲ့ယာဖြတ်အရာရှိအမမင်းဆိုတော့ဆွေကြီးမျိုးကြီးပေါ့နော်မင်းမှုတန်းတယ်အဲ့တော့ဆွေရီမျိုးတွေယဟန္တာဖြစ်တဲ့အခါမှာဆွေရီမျိုးတွေစီသွားတယ်
လူတွေရဲ့အမြင်ကတစ်မျိုးဒီတန်တရားကထွမြောက်ခြင်းနဲ့နေတရဏိသာတရားဆိုတဲ့တန်တရားကလွတ်လွတ်တဲ့သူတော်စင်တို့ရဲ့တောင်နဲ့မြောက်အထက်နဲ့အောက်လို့ပဲကိုပြချမ်းသာတယ်အလုံးကိုဝေးกว่าနော်လူတွေကစဉ်းစားတာဘာလို့ဆိုလို့ရှိရင်ပစ္စည်းဥစ္စာများရှိဖို့ချမ်းသာဖို့ချမ်းသာကြွယ်ဝဖို့ဂုဏ်ရှိတည်ရှိနေဖို့ဒီဘက်ကိုပဲအာရုံစိုက်တယ်အာရုံစိုက်ရုံနဲ့မကဘူးလူဘဝမှာဟုတ်လားဒီနေနဲ့လားရွှေနဲ့မြဆိုတာလို့လူတွေကဒီပတ်စံချမ်းသာပြီးဂုဏ်တည်ရှိတဲ့အမျိုးနဲ့လက်ထပ်မှုဆိုတာလေတမိုးထားတယ်သူတို့အဲ့လိုတမိုးထားလူဘဝဟာအဲ့ဒီလူဟာတွေကိုဂုဏ်ယူကြတာလေဒီကနေ့ခေတ်တွေမှာလည်းကြည့်ပါလားအကြီးကျယ်ဆုံးပွဲတွေဟာယဟန်ကန်ရှင်ပြုပွဲမဟုတ်ဘူးမင်္ဂလာဆောင်ပွဲပဲနော်လောကလူတွေအကြီးကျယ်အခမ်းအနားဆုံးလုပ်နေကြတာဟာမင်္ဂလာရက်မြတ်မှာလက်ထပ်တယ်ဆိုတဲ့ပွဲပဲအဲ့ဒီလိုအကုန်ကြများစွာခံပြီးတော့ဂုဏ်ယူဝမ်းမြောက်စွာလုပ်နေတာလူတကာနှစ်သက်မြတ်နိုးတဲ့အရာဖြစ်နေကြတယ်ပေါ့အခုမလုချဗုဒ္ဓဆိုတဲ့လူကြီးရဲ့သာသမီသာသနာပေါင်းဝင်သွားတာကိုကျန်တဲ့လူတွေကဖြစ်မှဖြစ်ရလေလို့စဉ်းစားနေဒီလိုဂုဏ်ရှိတည်ရှိဆွေမျိုးအတိုင်းဝိုင်းကောင်းပစ္စည်းဥစ္စာချမ်းသာရတဲ့နဲ့ဘုန်းကြီးဝတ်ရတယ်လို့သူတို့ကတော့ဘုန်းကြီးဝတ်တယ်ဆိုတာမရှိစင်ရသာစားစရာမရှိလို့ဝတ်တာမျိုးဘုန်းကြီးဆိုတာအဲ့ဒီပုံစံမျိုးတွက်ကြတယ်နော်စားစရာမရှိလို့ဘုန်းကြီးဝတ်တယ်မကောင်းကြောင်းပို့ဆိုတဲ့စိတ်ဓာတ်နဲ့ဒီကောင်လေးကတော့ဆိုးလိုက်တာဘုန်းကြီးကြောင်းပို့လိုက်မှပဲမကောင်းကြောင်းပို့ဆိုတာမကောင်းလို့ကြောင်းပို့လိုက်ရင်တော့ကြောင်းရောက်ရင်တော့လိမ်မာသွားပါလိမ့်မယ်အဲ့ဒါလိုလေကောင်းအောင်ပို့တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်သို့မဟုတ်အိမ်မှာအသုံးမကျလို့ပို့ရင်ကြောင်းရောက်တော့လည်းအသုံးကျသွားမှာပေါ့အဲ့ဒါလိုရည်ရွယ်ချက်နဲ့ညံ့နေဖြစ်နေဆိုရင်သင်္ကန်းဝတ်ခိုင်းနေကြတယ်အနေအထားမျိုးတွေတွေ့နေရတယ်ပေါ့နော်အေးမလုချဗုဒ္ဓဆိုတဲ့အမျိုးကောင်းသားသာသနာ့ဘောင်ဝင်သွားတာကိုသူဆွေမျိုးအတိုင်းဝိုင်းကနှစ်သက်ကျေနပ်တာမဟုတ်ဘူးမကျေနပ်တော့အိမ်ကြွလာတဲ့အခါမှာဘာလို့ကြတော့ဆိုဝိုင်းပြီးနားပါချကြလူတွေဆိုတာနားချတာအလွန်ဝါသနာပါတယ်ဝါသနာပါတယ်နော်ဟိုလူနဲ့ဒီလူနဲ့ပေးစားနော်နားချကြတယ်အဲ့ဒီလိုသူ့ကိုလည်းပဲဒီလိုဆွေကြီးမျိုးကြီးတွေနဲ့ဘသူနဲ့တော်တယ်ဘယ်ဝါနဲ့တန်းတယ်ဆိုပြီးဝိုင်းနားချကြတယ်ပစ္စည်းဥစ္စာတွေဘသူကဘလောက်ချမ်းသာတယ်အေးရွှေချင်းထက်မြတ်ဆိုပြီးတော့အဲ့ဒီလိုဟာတွေနဲ့ဝိုင်းပြီးနားချကြတဲ့အခါမှာသူကယန္နာကြီးဖြစ်သွားပြီလေယန္နာကြီးဖြစ်သွားပြီးဝိုင်းပြီးတော့နားချကြတဲ့အခါမှာသူ့ကိုအခုလိုပစ္စည်းဥစ္စာတွေပြအမျိုးသမီးတွေနဲ့ဆွဲဝိုင်းပြီးတော့နိုးကြောင်ဘဝရောက်အောင်ကြိုးစားလာကြတဲ့အခါမှာကောင်းကင်ယံကိုအစွမ်းတကူနဲ့တက်လိုက်တယ်ကောင်းကင်ယံမှာအစွမ်းတကူနဲ့ယက်တည်ပြီးတော့သူ့ဆွေတွေမျိုးတွေသဘောပေါက်နားလည်အောင်သူကရှင်းပြတဲ့တရားစကားဟာသူ့ရဲ့အမှတ်တရားစကားပဲပေါ့အဲ့ဒါသူ့ရဲ့အမှတ်တရားစကားဆွေတွေမျိုးတွေကိုဟောတာသို့တော့သူဟောတဲ့တရားတွေဟာမြတ်စွာဘုရားဟောတဲ့တရားတွေဟောတာပဲဖြစ်တယ်ပေါ့လောကမှာဒုက္ခအပေးဆုံးလို့ပြောရမယ့်တရားဟာအလုံးသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာနော်ဒုက္ခသမုဒယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတတ်တဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ်ပေါ့ယာယံတဏပုဏ္ဏဘဝိကနန္ဒီရာဂသဟကတာတတရဘိနန္ဒီနီတေယထိတံကာမတဏဘဝတဏဝိဘဝတဏတန်တရားထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကို
နာမည်တက်ပြီးပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာပဲဖြစ်တယ်သူ့ရဲ့လွှမ်းမိုးမှုအောက်မှာလူတွေဟာပြားပြားဝတ်နေကြတာချေးကျွန်အလားတဏှာရဲ့ကျွန်ဘဝရောက်နေကြတာသို့တော့ကိုယ့်ကိုကျွန်လို့သိမသိကြဘူးကွာအရှင်သခင်လို့ထင်နေတယ်မဟုတ်ဘူးတဏှာခိုင်းရလုံးနေကြတယ်တဏှာဓာတ်ပြောတဏှာဓာတာတဏှာရဲ့ချေးကျွန်နေဖြစ်နေကြတယ်အဲ့ဒီတဏှာဟာယာယံတဏှာပောနုဘဝိကာဆိုဘဝတွေနောက်ထပ်ဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲဘဝဆိုတာဖြစ်စေတာသူပဲသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်နန္ဒီရာဂသဟကတာမျက်စိကမြင်တဲ့အာယုံဆိုလေသဘောကျမျက်စိနဲ့မြင်တဲ့အာယုံသဘောကျပြီးနားကအတန်ကြတော့သဘောမကျဘူးလားမဟုတ်ကြပြန်တာနှာခေါင်းကအနံ့ဆိုလေသဘောကျပြန်တာလျှာကအရသာဆိုလေသဘောကျလို့ဒီကနေ့ခေတ်မှာစားတော့ဆိုင်တွေအများကြီးကြီးပွားတာပေါ့နော်ကိုယ်ငါထမင်းဟင်းနဲ့တွေမရဘူးညမပြေကထမင်းဟင်းနဲ့တွေမရလို့နိုင်ငံခြားနာမည်တွေတက်ပြီးစားကြပြန်ရောအဲ့တော့သဘောကျလိုက်ပုံတော့မပြောနဲ့တော့နော်ညမပြေကချမောက်ဒီမုံလာချင်းတို့ကောင်းရတဲ့နဲ့ကင်ချီမစားတာတို့အဲ့ဒါမျိုးပေါ့စူချီသွားစားတာတို့အမျိုးစုံပေါ့လူတွေရဲ့အကြိုက်ဟာအဲ့လိုဖြစ်တယ်အဲ့ဒါကိုတတ္တရဘိနန္ဒိနိဟိုဟာကြိုက်တယ်ဒါကြိုက်တယ်ကြိုက်လို့ကိုမဆုံးနိုင်ဘူးတစ်ခုရိုးသွားနောက်တစ်ခုကြိုက်ပြန်နော်ကြိုက်ပြန်တတ္တရဘိနန္ဒိနိသေယထိတံကာမတဏှာမျက်စိကမြင်ရတဲ့လူချင်းစရာအာယုနားကနားထောင်လို့ရတဲ့နှစ်သက်စရာအတန်းနှာခေါင်းနဲ့နမ်းရှူရတဲ့အနတ်ဆိုလဲအမျိုးကိုစုံလို့အမွှေးနန္တာဆိုင်နေသွားရောင်းလို့မလောက်ဘူးနော်လျှာဆိုတာတော့ပြောနေရတ္တတဏှာအဆိုးဆုံးပဲအသေးတောင်ခံပြီးတော့စားတာရတ္တတဏှာအနတ်တော့အသေးခံပြီးရှူတယ်လို့မရှိဘူးအစားကတော့အသေးခံပြီးစားကြတယ်ဒါသိချာနေနော်ဝါစားသိမယ်စားသိချင်းသိပြီဒီဝါတော့စားတွင်းသည်မကြိုက်တွင်းသည်နဲ့မတည့်ပါဘူးဆိုတလုံးလုံးပေါ်အောင်စားပြီးတော့သွေးတက်ပြီးသေသွားပျော်လေးသေသွားတဲ့သဘောပဲသူစီချိုမတည့်ပါဘူးဆိုအချိုးစားမရှောင်နိုင်တာကိုပြောပြတာနော်အဲ့ဒါတွေကကာမတဏှာလို့ခေါ်တယ်အဗ္ဗဒမှပြင်းထန်တယ်ဒုရိယထင်တာဒါတွေကအစွမ်းတတိမရှိဘူးလို့တဏှာလို့ပြောလိုက်ရင်ဒုရိယကိုမှမရှိတဲ့ရောင်ဖြစ်နေအေးရစီအမြင်နဲ့အာယုနှစ်သက်တယ်နားကကြားတဲ့အသံကိုနှစ်သက်တယ်နှာခေါင်းကနမ်းရှူလို့ရတဲ့အနတ်လျှာနဲ့လေရတဲ့အရာသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ဆိုတာတွေကိုခြေနဲ့အာရစိတ်ကူးကြံစီလို့အကောင်အထည်မရှိတာလဲခြေနဲ့အာရကြိုက်ကြတာအဲ့ဒါကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာဆိုတာကာမတဏှာပေါ်မှာခြေနဲ့ပြီးတော့ထာဝရဆိုတာကိုရချင်တာချမ်းသာကြွယ်ဝတယ်ဆိုရင်လူတွေကထာဝရပဲဖြစ်ချင်နော်တက္ကရာဆိုတာမလို့ချင်ဘူးထာဝရပဲဘဝတန်တရားထဲမှာထာဝရချမ်းသာသူဖြစ်ချင်မြဲတာကိုသဘောကျလို့ဘဝတဏှာဆိုတာတတ္တရဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာကြတော့ဘဝတဏှာဝိဘဝတဏှာဆိုတာကြတော့ဆန့်ကျင်ပဲသူကထာဝရရှင်သန်ခြင်းတဲ့လူရှိတယ်လို့ပဲဘဝကြီးကိုစိတ်ပြည့်ပြီးတော့ထာဝရဘယ်တော့မှမဖြစ်တာကိုကြိုက်တဲ့လူလည်းရှိတယ်ဘဝပြတ်ဆဲသွားတာကိုကြိုက်တဲ့လူကြတော့ဝိဘဝတဏှာလို့ခေါ်တယ်ဒါနိဗ္ဗာန်ကိုသဘောကျတာမဟုတ်ဘူးသူကတဏှာအနေနဲ့သဘောကျတာကိုပြောတယ်နိဗ္ဗာန်ဆိုတာကအသိဉာဏ်နဲ့သဘောကျတာနော်နိဗ္ဗာန်ကိုရှားခြင်းနဲ့ဆိုတာအသိဉာဏ်နဲ့သွားတာဒီတိုင်းဆင်းရဲဒုက္ခတွေကြုံတွေ့ရလို့ဘဝမရှိတာကိုကြိုက်တာဝိဘဝတဏှာလို့ခေါ်တယ်အဲ့ဒါလို့အချင်းချုပ်အဖြစ်တဏှာ3မျိုးအာယုံ6ပါးနဲ့ပြောရင်တဏှာ6မျိုးအတိတ်နာကပစ္စုပန်နဲ့
မြောက်လိုက်မယ်ဆိုရင်တဏှာတွေဟာအလုံးသူတဏ္ဏကိုယ်တဏ္ဏတဏှာဟာ108မျိုးဆိုဖြစ်လာတယ်ပေါ့အဲ့ဒါတွေဟာလူတွေကိုလွှမ်းမိုးချုပ်ကိုင်နေတဲ့အရာတွေသာဖြစ်တာကိုမာလုကျဗုဒ္ဓမထေရမြတ်ကအဲ့ဒီတဏှာရဲ့ဒုက္ခပေးပုံတွေကိုသူဆွေမျိုးသားချင်းတွေကိုရှင်းပြတာဖြစ်တယ်ပေါ့လောကလူတွေကဒီပစ္စည်းဥစ္စာနဲ့ဖြားယောင်းတယ်အမျိုးသမီးနဲ့ဖြားယောင်းတယ်အိမ်တော်ရသားနဲ့ဖြားယောင်းတယ်ဆိုတာတွေဟာတဏှာအလိုချအားပေးအမြောက်ပြုခြင်းသာဖြစ်တယ်ပေါ့အဲ့ဒါတွေဟာတဏှာတရားတိုးပွားစေခြင်းအကြောင်းဖြစ်တယ်ဒါကြောင့်မို့သူကတရားဟောတဲ့အခါမှာဘာဟောတော့ဆိုမနုဿတပမတ္တစာရိနောတွေ့တာမှုပေါ်မှာတန်မိုးထားတဲ့ပုဂ္ဂိုလ်တွေဟာကိုရှိတဲ့ဘဝလေးပေါ်မှာမေ့မေ့လျော့လျော့ပေါ့ပေါ့တန်တန်နေတဲ့ပုဂ္ဂိုလ်မျိုးသားလည်းဖြစ်တယ်မေ့မေ့လျော့လျော့ပေါ့ပေါ့တန်တန်နေတယ်ဆိုတာမကြခင်ကိုသိရမယ်ဆိုတာကိုသတိမထားဘူးမကြခင်ဘာဖြစ်မယ်ဆိုတာလည်းမသိဘူးအခုခေတ်မှာတားမြန်ဘာပဲဖြစ်မြန်နော်တလောတော့ခေတ်စားလာတာတွေပြောတယ် quick kite ဆိုတာလင်းနေမြန်မြန်လမ်းညွန်တာ quick kite ရှိတာလေပို့ပြီးတော့ဖြစ်တာတော့ quick die ပဲအခုကမြန်တယ်လေလမ်းပေါ်မထွက်လိုက်တဲ့တော့ကြအစီရင်နဲ့တည်တော့ပြန်တကယ်ကို quick die ပဲအခုကနော်အဲ့ဒါလို့အမှန်တရားကိုသိနိုင်စွာမရှိပဲနဲ့ဘဝရဲ့အခြေအနေရရကိုသုံးသပ်နိုင်စွာမရှိတဲ့ပုဂ္ဂိုလ်တွေကိုပမတ္တစာရီမေမေလျော်ရော့သွားလာနေထိုင်တဲ့ပုဂ္ဂိုလ်မှာတဏှာဝဋ္ဌတိမာလုဝဝိယမာလုဝဆိုတာဘာကိုပြောတာတော့လို့ဆိုမန္တလေးမြို့မှာကြားဘူးကောင်းကြားဘူးကြလိမ့်မယ်1885ခုနှစ်ကတိဘောမင်းပါတော်မူသွားတယ်ဆိုတာကြားဖို့ကြောင့်ပေါ့နော်အဲ့တိဘောမင်းပါတော်မူသွားတဲ့အခါမှာမန္တလေးဇီးပနီတိုက်ကဆရာတော်ကြီးကကြပြရေးတယ်အဲ့ဒီကြပြတော့မရပါဘူးငယ်ငယ်တော့ကြားဘူးတာပြောတယ်သေတော်မဤဩကောင်းဤဆိုသေတော်မဓိဩကောင်းဤဆိုတဲ့ဒီတိုင်းပြည်မှာအုပ်ချုပ်မဲ့မင်းမရှိတော့တဲ့အနေအထားမျိုးရောက်သွားတဲ့အခါမှာဇီးပနီဆရာတော်ကြီးကညည်းညူပြီးတော့ရေးတဲ့ကြပြဟာသမိုင်းမှာနာမည်ကြီးတဲ့ကြပြတစ်ခုရှိတယ်။တိဘောမင်းဟာငယ်ရွယ်တော့အမျော်အမြင်သိပ်ပြီးတော့ကြီးမားတယ်လို့မဆိုနိုင်ဘူး။မူကြီးမတ်ရာသေနာပတိတွေရဲ့ဒီပြောဆိုမှုတွေနဲ့သူဟာဘယင်လှုပ်ဖို့ရာအတွက်experience သိပြီးတော့အတွေ့အကြုံအားနည်းသေးတယ်လို့ပြောမှာငယ်သေးတာဟုတ်နော်အဲ့လိုငယ်သေးတဲ့အရွယ်မှာနန်းတော်ထဲမှာကွဲကြတယ်ပြဲကြတယ်အကွဲပြဲကတော်တော်ဆိုးတာနော်ကွဲတယ်အုပ်စုတွေကွဲလာတယ်ဟိုဝကြီးကတစ်မျိုးဒီဝကြီးကတစ်မျိုးဟိုမိဖုရားကြီးတွေကတစ်မျိုးဒီမိဖုရားကြီးကတစ်မျိုးကွဲကြမတည့်ကြဘူးချင်းမတည့်ကြတဲ့အခါကျတော့ဒီတိဘောမင်းဟာမလိမ္မိုးမလိမ္မာနဲ့နောက်ဆုံးမှာမရောက်မလဲနဲ့အင်္ဂလိပ်လည်းရောက်သွားတာအဖမ်းခံလိုက်ရတာအမှန်ကတော့အင်္ဂလိပ်ကလည်းလိန်ညာပြီးတော့ခေါ်သွားတာပဲဖြစ်တယ်တဏှတ်တစ်ချက်ဖောက်တာမဟုတ်ဘူးလိန်ညာပြီးတော့ခေါ်သွားတာအမှန်တော့တိုက်ပွဲတောင်ဝင်လိုက်ရပုံမှန်တိုက်ပွဲတိုက်ဖို့စကိုင်းတရာကြီးထိန်နာလေးကတပြေရန်ခန္ဓာတို့ဟိုအင်းဝဘက်ကစင်ကြုံခန္ဓာတို့စကိုင်းဘက်ကအစီကံခန္ဓာတို့ဆိုရယ်ခန္ဓာ၃ခုဟာ၃ပွင့်ဆိုင်အေယဝရီမြစ်ဆုံ၃ပွင့်ဆိုင်လှုပ်ထပြီးတော့တက်လာတဲ့သင်္ဘောကိုအဲ့ဒီကနေအမြောင်းနဲ့ထုဖို့ပြင်ဆင်ထားတာနော်တစ်ချက်မှမဖောက်လိုက်ရဘဲနဲ့ဒီရောက်လာနန်းတော်တွေဝင်လာသည့်ထိအောင်မရောက်မလဲနဲ့လိမ့်နေညာညာလှဲ့လှဲ့ပြားပြားနဲ့ဝင်လာတာဖြစ်တယ်ပေါ့အဲ့လိုနဲ့ခေါ်သွားပြီးခဏလိုဘာလိုနဲ့ဟုတ်အိန္ဒိယနိုင်ငံယရဏဒီကျွန်းလေးတစ်ကျွန်းပေါ်ပို့လိုက်တာပေါ့နော်
အဲ့ဒီကျွန်းတစ်ကျွန်းပေါ်မှာပဲဘဝဆက်သိမ်းသွားတယ်ဒီပေါ်မှာနော်ယရနာခိရိလို့ခေါ်တယ်ကျွန်းပေါ်အဲ့ဒီမှာပဲရောက်သွားတာအဲ့ဒီမှာပြောချင်တာကဇီးပနီဆရာတော်ကြီးကဒီပေါ်မင်းပါသွားတဲ့အခါမှာသူရေးတဲ့ကြပြထဲမှာအမတ်တွေကိုမာလောຫນွယ်နဲ့ဥပမာပေးထားတယ်မာလောຫນွယ်ဆိုတာဘလူးຫນွယ်လဲအလုံးသိကြတဲ့တစ်ပင်လေးမှာຫນွယ်တက်ပြီးတော့အဲ့ဒီຫນွယ်ကပတ်လိုက်လို့ရှင်တစ်ပင်ဟာတည်သွားတယ်လေအထူးသဖြင့်ဒီနေရာမှာမာလောຫນွယ်ဆိုတာခွေးတော်နယ်ကိုခေါ်တယ်တဲ့နော်စာပေကျမ်းကမှမာလူဝလတ္တဆိုခွေးတော်နယ်ကိုပြောတာခွေးတော်ပင်သို့မဟုတ်တခြားຫນွယ်တွေလည်းဖြစ်နေတာပေါ့လေຫນွယ်တွေကတစ်ပင်ကိုပတ်ပြီးတော့ရစ်ပြီးတက်လာပြီးအပေါ်နေပြီးတော့အုပ်ခြုံလိုက်ပြီဆိုရင်ဒီတစ်ပင်ကမလူတော့စပယ်ကြီးမွေအပတ်ခံရတဲ့လူလိုပဲသေးတာပဲတစ်ပင်ကိုຫນွယ်တွေကနိုင်နေပေါ့နော်ຫນွယ်ပင်ကပတ်ပြီးတော့တစ်ပင်ကိုမလှုပ်နိုင်အောင်တက်မဲ့အရာချင်းဖြစ်ပေမဲ့လို့ຫນွယ်တွေပတ်ထားလို့ရှိရင်တစ်ပင်ကလှုပ်ရှားလို့မရတော့ရှင်တန်မိုးရခက်သွားအဲ့တော့ဂွေတော့ຫນွယ်တွေဆိုတာလေတစ်ပင်တွေကိုတက်ပြီးတော့ဒီတစ်ပင်ဟာအညွန့်ချိုးသွားအောင်ဒီအຫນွယ်ကလွှမ်းမိုးဖြစ်စေလိုက်တာຫນွယ်ဆိုတာတစ်ပင်ကိုမှီပြီးတော့နေရတာလေတစ်ပင်ကိုမှီပြီးတော့တစ်ပင်ကိုဖြစ်စေတယ်အခုခေတ်ပြောတဲ့စကားလုံးကတော့ပြည်ပအာကိုပစိန်ယိုးတဲ့နော်ပစိန်ယိုးဆိုတာသဘောပေါက်လားပစိန်အယိုးလှုပ်တဲ့ဟာကတစ်ပင်ကအသားနဲ့လှုပ်တယ်ဝါးနဲ့လှုပ်တယ်အဲ့ဒီအယိုးတက်လိုက်လို့ရှိရင်အဲ့ဒီအယိုးကိုကင်ပြီးတော့ပစိန်ကဘယ်သူ့ကိုဖြတ်တုံးဆိုဒီတစ်ပင်ပဲဖြတ်တယ်အဲ့ဒါပစိန်ယိုးရဲ့အထိပ္ပယ်အခုဒီစာပေကျမ်းကမှာတော့မာလောຫນွယ်ခွေးတော်ຫນွယ်သည်တစ်ပင်ကိုရစ်ပတ်ပြီးတက်တယ်တစ်ပင်ကိုမှီးနေတယ်ပြီးရင်တစ်ပင်ကိုဖြတ်စီးပြလိုက်ကိုယ့်ရဲ့မိကိုရာကိုဖြတ်စီးတယ်ပေါ့အဲ့ဒါလိုပဲဇီးပနီဆရာတော်ကြီးကဒီအမတ်ကြီးတွေဟာတဲ့ဘယင်ကိုမှီပြီးတော့လာခတွေရပြီးအသက်မွေးကြတာဒါပေမဲ့ဒီဘယင်ပျက်စီးသွားအောင်တိုင်းပြည်ဆုံးရှုံးသွားအောင်သူတို့လုပ်ကြတယ်ဒါကြောင့်မို့လို့နော်အမတ်တွေဟာမာလောຫນွယ်တွေပဲလို့ဆိုပြီးတော့ထည့်ရေးသွားတယ်စားတယ်ပါအခုလည်းပဲလူတရားတွေကိုဖြစ်စည်းတာတဏှာဟာမာလောຫນွယ်ဒီလိုဆိုလို့ကိုယ့်ရင်ထဲမှာတော့ဖြစ်တယ်ကိုယ့်ရင်ထဲမှာဖြစ်တာဘယ်သူ့ကိုဖြစ်စည်းတော့ဆိုကိုယ့်ကိုပြန်ဖြစ်စည်းတယ်ဒီတဏှာအကြောင်းဒုက္ခရောက်ကြတယ်လူတွေနော်ရင်ထဲမှာဖြစ်ပြီးရင်ကိုပဲကွဲအောင်လုပ်တာသူပဲရင်ကွဲအောင်လုပ်တာတဏှာကလုပ်တာအခုခေတ်အသေးကွဲကြတို့ဘာကွဲကြတို့ကွဲချင်လို့ကွဲတာမဟုတ်အဲ့ဒါနဲ့ကွဲတာနော်တဏှာကွဲအောင်လုပ်တာပဲဖြစ်တယ်အဲ့ဒါကိုပြောတာတဏှာဝဋ္ဌတိမာလူဝဝိယမာလောຫນွယ်နဲ့အလားတရံတူတဲ့တဏှာဟာရင်ထဲနှလုံးထဲမှာတိုးတက်မြတ်ပြလာတယ်တဲ့သောပလဝတိဟုရာဖလမိစ္ဆံဝဝနတမိဝါနရောရင်ထဲကတဏှာကြီးထွားလာပြီဆိုရင်ဘာဖြစ်လဲမြောက်တကောင်ဟာတစ်တပင်ကနေဟိုတစ်တပင်ခုံကူးပြီးတော့အငြိမ့်မနေသလိုပဲရှင်ထဲကတဏှာလွှမ်းမိုးမှုခံရတဲ့ပုဂ္ဂိုလ်တရားဟာလဲဒီဘဝကနေဟိုဘဝရောက်သွားလိုက်ဟိုအာယုံကနေဒီအာယုံရောက်သွားလိုက်မျက်စိကမှကြည့်လို့မပါသေးဘူးနှကြက်ကလေးတက်ပြီးသချင်းကနှာထောင်လိုက်ပြန်နော်သချင်းနှာထောင်လို့မှမပြီးသေးဘူးငကြောကစားပြန်ရောငကင်းနေစားပြန်ဆိုလိုတာကအာယုန်ဒီပေါ်မှာလိုက်နေတာလို့ဆိုလို့မြောင်းနဲ့အလားတရံတူတဲ့ဒုစိတ်ဟာဟုတ်မို့ကိုယ့်အောင်စဉ်းစားကြည့်ပေါ့နော်တယ်လီဗီရှင်းကြည့်ရင်ရုပ်ပုံကြီးဆိုရင်ပြင်းတယ်လေရုပ်ကိုလည်းကြည့်တာပဲအတန်ကိုလည်းနားထောင်တာပဲဂျားတွေကကွာစိတ်လော်လဲဝါလိုက်သေးတာပဲအဲ့တော့အရသာခံမှုတွေကအများကြီးပဲလူကသာကြည့်နေတော့တယ်လီဗီရှင်းကြည့်နေတယ်ပြောတာသူကအရသာခန္ဓာတွေအများကြီးအဲ့ဒါလို့တဏှာရဲ့သဘောတရားဟာမြောက်နဲ့အလားတရံတူတယ်မြောက်ဟာဟိုပင်ကိုင်းဆွဲလိုက်ဒီပင်ကိုင်းဆွဲလိုက်နဲ့အဲ့ဒါလိုပဲတဏှာဟာလည်းပဲဟိုအာယုံကိုလှမ်းကိုင်းလိုက်ဒီအာယုံကိုလှမ်းကိုင်းလိုက်နဲ့
အိမ်သမင်းစားမကောင်းလို့ဆိုင်ထသွားတာတို့လည်းအဲ့ဒါပဲဒီလိုပဲနော်အဲ့ဒါကိုပြောတာသောပလဝတိဟုရဟုရအာယုတစ်ခုကအာယုတစ်ခုကိုပြေးသွားနေတတ်တယ်ရင်ထဲကတဏှာတိုးလာပြီဆိုရင်အဲ့ဒီလူဟာအငြိမ့်မနေနိုင်ဘူးရှုခနဲ့ဆိုမော်တော်ဆိုင်ကလေးနဲ့ထွက်သွားပြန်ဘယ်မှမထွက်ရရင်လည်းတယ်လီဖုန်းလေးပွတ်နေတယ်အဲ့ဒီလူတွေဖြစ်တယ်လို့ဆိုလို့တယ်ပေါ့နော်အဲ့ဒါကိုသူဟောတာအဲ့ဒီခေတ်ကတယ်လီဖုန်းမရှိလို့ရှိရင်တော့ထည့်ပြောမှာပါဟုတ်မြတ်စွာဘုရားဟောတဲ့တရားတွေကအကုန်လုံးကိုခြုံငုံထားတာဆိုတော့အကုန်လုံးပါဝင်နေပေါ့နော်ယံဧတသဟတိဇံမိတဏလောကေဝိတတိကာလောကမှာကညှိတတ်တဲ့ဘယ်အရာကိုပဲဖြစ်ဖြစ်ညှိကပ်တွေ့တန်းနေတတ်တဲ့အောက်တန်းချလာတဲ့တဏဟာတဲ့သူဖြစ်ရတရားကိုအမြဲတမ်းဒုက္ခပေးတယ်တဏှာကြောင့်မအိပ်နိုင်မစားနိုင်ဖြစ်ရတယ်ရင်ကွဲရတယ်အသေးနာရတယ်ဟောသူဟာဒုက္ခပေးနေတယ်တဲ့သောကတတ္တပဝဋ္ဌန္တိတဏှာရဲ့လွှမ်းမိုးခံရတဲ့ပုဂ္ဂိုလ်ဟာရှင်ထဲမှာလည်းပဲသောကတွေတိုးတက်များပြားလာတယ်ဟုတ်တယ်လေပိုင်ဆိုင်မှုများလေလေသောကများလေလေတွေ့တာမှုများလေလေသောကများလေလေဥပမာပဲလူတယောက်နဲ့တယောက်မသိခင်ကသူ့အတွက်ဆိုတာပူတာမရှိဘူးလေသိပြီးတဲ့နောက်ပူကုန်ပြီပူလာကုန်ပြီပစ္စည်းဥစ္စာလည်းထို့တူပဲကိုမဝယ်သေးဘူးစူပါမားကတ်မှာရှိရင်မပူဝယ်လာပြီဆိုရင်ပူလာပြီကိုလက်ထဲရောက်တာနဲ့ပူတာပဲလေပျောက်သွားမှာတို့စိုးရိမ်လာအဲ့ဒါလိုပဲဒီတဏှာဟာလည်းပဲလူကိုနှိမ့်ဆက်နေတာတဲ့နှိမ့်ဆက်သည့်အတွက်ကြောင့်သောကတတ္တပဝဋ္ဌန္တိရှင်ထဲမှာတဏှာတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေဟာသောကဆိုတာလည်းတိုးတက်လာတာဖြစ်တယ်အဘိဝဋ္ဌံဝဘိရဏံမိုးရွာလိုက်တဲ့အခါမိုးကောင်းလို့မိုးခဏခဏရွာလို့ရှင်မြတ်တော်ကြီးဟာထူးလာသလိုပဲဟောမြတ်တော်ကြီးထူးလာသလိုသူ့ရဲ့ရှင်ထဲကပူလောင်မှုတွေများပြားလာတယ်သူပြောတယ်ဟုတ်မဟုတ်ကိုယ့်အကိုယ်သာစဉ်းစားကြည့်ဒီတရားဒါနှလုံးသွင်းမှုဟောတာနော်ရှင်ထဲမှာမိုးရွာလိုက်လို့ရှင်အိမ်ထဲမှာပေါင်းမြက်တွေဟာရှင်သန်ထွားကြိုင်းလာတယ်လို့ပဲတဏှာဖြစ်ပေါ်လာလိုက်တဲ့ရှင်မှာရင်ထဲမှာသောကတွေဟာထူထပ်လာတယ်ထူပိန်းလာတယ်ဟိုဟာစိတ်မချဒါဟာစိတ်မချအဲ့ဒါလိုတွေသောကတွေဖြစ်လာတယ်ချမ်းသာလေးလေးသောကများလေးလေးသရောင်းစားကခွက်ပြောင်းမှမပူဘူးတထေးကပူတယ်ကိုယ်ပစ္စည်းတွေပြောင်းမှပူတယ်ဟောအဲ့ဒါကြောင့်သောကပူများလာတာဟာပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်ပေါ့ယောစေတံသဟတိသမိတဏံလောကိဒုရစေယသို့သောပညာရှိသူတော်ကောင်းတွေကလောကမှာကြော်ဖြတ်နိုင်ခဲ့တဲ့တဏှာကိုအောက်တန်းကျလာတဲ့တဏှာကိုသူဟာနှိမ်နှင်းပယ်ဖြောင်းနိုင်တယ်ပညာရှိသူတော်ကောင်းတွေကြတော့ကိုယ်ဒုက္ခပေးတဲ့အရာရှာပြီးတော့ဖယ်ရှားပြစ်နိုင်ကိုယ်ဒုက္ခပေးနေတဲ့အရာကိုရင်ထဲမှာမထားဘူးဖယ်ရှားပြစ်တယ်အဲ့ဒီလိုတဏှာကိုဖယ်ရှားပြစ်နိုင်တဲ့ပုဂ္ဂိုလ်ဟာသောကတမ္မပပတန္တိဥဒ္ဓဘိနုဝပောက္ခရာဂျာဘက်ကလေးပေါ်မှာရေပေါက်ကလေးကြာရင်အဲ့ဒီရေပေါက်လေးဟာလိမ့်အစင်သွားတာဂျာဘက်ကိုလူးမနေတော့ဘူးနော်ရေပေါက်ကလေးမိုးပေါက်ကလေးကြာလိုက်ရင်ဂျာဘက်ပေါ်ကရေလေးဟာလိမ့်အစင်သွားတယ်အဲ့ဒါလိုပဲတဏှာကိုဖယ်ရှားပြစ်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့ရင်ထဲနှလုံးထဲမှာသောကဆိုတာဂျာဘက်ပေါ်ရေးမတင်သလိုသူ့ရင်ထဲမှာသောကဆိုတာမဝင်တော့ဘူးလို့ဆိုလို့လောကလူတွေကပြောကြပါတယ်သားတွေသမီးတွေမရှိလို့တကိုယ်ဒီနေတဲ့လူကအပူပင်မရှိဘူးမအောင်မေးနဲ့သူကလည်းပူတာပဲနော်ဘယ်သူတည်းပူတော့သူ့အတွက်ပူတာပေါ့အဲ့လူတွေဆိုတာတယောက်တည်းပူရမှာအာမရလို့နောက်တစ်ယောက်ခေါ်ထားပြန်တယ်အဲ့ဒီနောက်တစ်ယောက်ကနေပြီးတော့နောက်တစ်ယောက်2ယောက်3ယောက်4ယောက်10ယောက်ဖြစ်လာတဲ့အခါပူစရာတွေပိုများလာကြအဲ့တော့ပူစရာဆိုတာကိုတကယ်ကိုဟိုတယ်တွေခန်းခန်းနာနာလုပ်ပြီးတော့ပူစရာရှာကြတာလေပူမှာပေါ့ပူစရာတွေဖြစ်လာတယ်
အဲ့ဒီတဏှာရဲ့ရှင်ထဲမှာပူเสียမရှိတော့ဘူးကိုတော့မပူတော့ဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကြတော့တောကဟာရင်ထဲမှာမပေါ်လာတော့ဘူးတဲ့ကြာဘက်ပေါ်မှာမိုးရေပေါင်းဟာလိမ့်ဆင်းသွားသလိုတောကတွေဟာသူ့ရင်ထဲကနေပြီးတော့အကုန်လုံးပြုတ်ကျထွက်ကျသွားပြီသူ့ရင်ထဲမှာတောကဆိုတာမရှိဘူးလို့ဒါသူ့ဆွေမျိုးတွေကိုတရားဟောတာမင်းတို့ငါ့ကိုပစ္စည်းဥစ္စာတွေပြနော်အိမ်အောင်ချဖို့မကြိုးစားကြနဲ့ငါကဒါတွေကိုကောင်းကောင်းကြီးနားလည်ထားပြီဆိုတာကိုတရားဟောပြဒီတဏှာတွေကိုငါပယ်ပြီးသားဖြစ်တယ်ဆိုပြီးတံဝောဝဒမိဗတ္တံဝောယဝံတိဋ္ဌသမဂတာအခုရောက်ရှိနေတဲ့ဆွေတော်မျိုးတော်တွေအားလုံးမင်းတို့ကောင်းခြင်းမင်္ဂလာနဲ့ပြည့်စုံပါစေလို့ငါပြောပါမယ်တကယ်ကိုမင်းတို့ကောင်းခြင်းမင်္ဂလာနဲ့ပြည့်စုံပြီးချမ်းသာဒုက္ခရချင်တယ်ဆိုရင်မင်းတို့ဘာလုပ်ရတဏှာယမူလံခဏထတဏှာရဲ့အရင်အမြစ်ကိုတူးဖြုတ်ပြလိုက်ကြတဏှာရဲ့အမြစ်ဆိုတာအမှန်မသိမှုအဝိဇ္ဇာကိုဖယ်ရှားပြကြလို့ဆိုလောကလူတွေကမသိလို့လုပ်ကြတာများတယ်လေအမှန်မသိလို့ဖြစ်နေကြတာအဲ့တော့အမှန်သိပြီဆိုရင်ဘယ်သူမှဒါတွေမလုပ်တော့ဘူးဒါကြောင့်တဏှာယမူလံခဏထတဏှာရဲ့အမြစ်ကိုတူးထုတ်လိုက်ကြတဲ့ဥတိရထောဝဖိရဏံဒီပန်းရင်ဆိုတဲ့ဆေးဖော်တဲ့တိုင်းရင်ဆေးထဲမှာပါတယ်ပန်းရင်ကိုလိုချင်လို့ရှင်ပြိမြဲခြုံကိုတူးလို့ရှင်အဲ့ဒီပြိမြဲခြုံရဲ့အမြစ်ဆိုတဲ့ပန်းမြင့်ကိုရနိုင်တယ်ပေါ့ပြိမြဲကိုတူးခြင်းအပြင်ပန်းရင်ဆိုတာရသလိုပဲတဏှာရဲ့အမြစ်ကိုလည်းပဲတူးပြစ်လိုက်ကြမာဝောနလံဝသောတောဝမာရောပင်စီပုဏ္ဏပုဏ္ဏရေစီးတန်တဲ့မြစ်ထဲမှာရှိတဲ့ရေစီးချောင်းဟာမြေကမ်းခြေမှာပေါက်နေတဲ့ကျူပင်တွေကိုအကုန်လုံးတိုက်စားပြီးတော့မျောပြစ်လိုက်သလိုသို့မဟုတ်ရေစီးချောင်းကတိုက်လို့ကျူပင်တွေဟာကျိုးပြတ်သွားသလိုမာရောပင်စီပုဏ္ဏပုဏ္ဏမင်းတို့ရဲ့ဘဝဟာအကျိုးပြတ်ကိလေသာရဲ့တိုက်ဖြတ်မှုကိုမခံကြရစေနဲ့ငါကြွတင်ပြီးတော့တတိပေးလိုက်မယ်တရားဟောတာနော်ငါကြွတင်ပြီးတတိပေးမယ်မင်းတို့ဘဝမှာဆုပ်ပြတ်မဖြစ်ရအောင်တဏှာရဲ့အရင်မြစ်ကိုတူးလိုက်ကြလို့ဆိုဟုတ်တယ်လောကမှာဆုပ်ပြတ်ဖြစ်ရတာတဏှာကြောင့်ဖြစ်တာလေလောဘနဲ့သိလို့ရှိရင်ပြိတ္တာဖြစ်တယ်ဆိုတော့ဒီတဲ့ဆုပ်ပြတ်တာပဲရှိတော့မှာဆုပ်ပြတ်ဘဝရောက်ရတယ်စားရမဲတောက်ရမဲအမိုက်ပုံထဲမှာရှာကြံစားရမတရိစရာရက်တွေထဲမှာနေရတယ်ဆုပ်ပြတ်ဘဝမျိုးရောက်သွားတာဟောဒီတဏှာရဲ့ဆွမ်းဆောင်မှုပဲလို့သူဆိုတဏှာနဲ့လှုပ်တဲ့လုပ်ရက်တွေဟာအကုန်လုံးမှားရွံ့နေဒါကြောင့်မို့တဏှာကိုဖယ်ရှားနိုင်အောင်ကြိုးစားပါလို့ဒီလိုတိုက်တွန်းပြီးတော့ကရောထဗုဒ္ဓဝဆနံမင်းတို့ဘုရားစကားကိုလိုက်နာကြတဲ့ရသော်ဘုရားဟောတဲ့ဆုံးမတရားတော်တွေကိုလိုက်နာကြဒါဖြင့်ဘုရားကဘာဟောတော့ဝယဓမ္မသင်္ခါရတို့တွေရဲ့တဏ္ဍာမှာရှိနေတာယုံနဲ့နံတွေဟာအကြောင်းတရားကဖန်တီးထားတဲ့သင်္ခါရတရားများတာဖြစ်တယ်ကိုယ်ပတ်ဝန်းကျင်မှာရှိသမျှအရာတွေဟာလည်းပဲအကြောင်းတရားတွေကဖန်တီးထားတဲ့သင်္ခါရများတာဖြစ်တယ်ဘယ်ရာမှမမြဲဘူးမမြဲတော့ဘုရားကဘာလုပ်လဲအပမဒိနသမ္မာဒိဋ္ဌအပမရတရားဖြင့်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်ကြလို့မြတ်စွာဘုရားကဒီလိုဟောတာအဲ့ဒီဟောတဲ့အတိုင်းမိမိလျောမနေကြနဲ့လို့ဆိုတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုဆုံးမလေးရှိတယ်ဇာယထမာပမာဒထမင်းတို့မေးမနေကြနဲ့ကိုယ့်ဘဝအခြေအနေကိုယ့်ခန္ဓာကိုယ်ဟာအခုအချိန်မှာအသက်ရှင်နေတဲ့တွင်မှာလူတွေဟာမသေးတော့ဘူးလို့ထင်နေကြတာမကြခင်လူတွေဆိုတာအနေနဲ့ကြုံပြီးသေဆုံးကြရတတ်တယ်ဒါကြောင့်မို့ကိုယ့်ဘဝအခြေအနေကိုစဉ်းကျင်သုံးသပ်တရားမြတ်ကိုကြိုးစားအထောက်ကြလို့ဒီလိုမြတ်စွာဘုရားတိုက်တွန်းတယ်အဲ့ဒီတိုက်တွန်းတဲ့မြတ်စွာဘုရားစကားကိုမင်းတို့လိုက်နာကြအမှတ်တမဲ့မနေကြနဲ့ခနောဝ
မာဥပိ္ပစေအခြေအနေကောင်းနေဆိုတာကြုံတွေ့နေတာရှိတယ်ဥပမာမဲ့ကျမ်းမာနေတာဟာလည်းအခြေအနေကောင်းတစ်ခုပဲဖယားပွင့်တဲ့အချိန်နဲ့ကြုံတာဟာလည်းအခြေအနေတစ်ခုပဲပฏิရူပဒေသရောက်နေရတာလည်းအခြေအနေကောင်းတစ်ခုပဲမျက်စိနာနာကိုယ်အင်္ဂါတွေနဲ့ပြည့်စုံနေတာလည်းအခြေအနေကောင်းပဲသွားကြည့်လေမျက်မြင်ကြောင်းတို့ကျောင်းတွေဟာအခုလူလောကမှာဒီဆင်းရဲဒုက္ခရောက်နေရှားကြတဲ့ပုဂ္ဂိုလ်တွေကံမကောင်းအကြောင်းမလှလို့မျက်စိမမြင်ရဘူးနားမကြားရဘူးဆိုတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်အဲ့တော့ဒါတွေကိုစဉ်းစားကြည့်ကိုယ်မှာမျက်စိနာနာအင်္ဂါခြေလက်ပြည့်ပြည့်စုံစုံကျမ်းကျမ်းမာမာဖရာတရားအထုတ်ဖို့အချိန်အခွင့်အခါတွေကိုယ်မှာကြုံမာလျက်တန်းနဲ့အဲ့ဒီကောင်းနေတဲ့အခွင့်တွေကိုအခွင့်အလန်းတွေကိုဖြုံးသုံးမပြတ်လိုက်ကြနဲ့အချိန်ဆိုတာကုန်ဆုံးသွားမှာပဲဖြစ်တယ်အခုပဲကြည့်လေ Happy New Year လို့ပြောတာသိမှမကြသေးပဲနဲ့အခုပဲနေရက်ကုန်သွား9ရက်တောင်ကုန်သွားတယ်နိ2019ခုနှစ်က9ရက်ကုန်သွားပြီရက်ပေါင်း365ရက်က9ရက်ကုန်သွားပြီမကြတော့ဘူးတော့ကြနောက်တစ်ခါ Happy တော့အောင်ပါနော်အဲ့ဒါလို့ကုံဆုံးနေမှာဆိုတာကိုသတိထားဖို့လိုတယ်ရက်365ရက်2019ခုနှစ်မှာတခုလှုပ်လိုက်မယ်ဆိုရင်ကို9ရက်ရော့သွားပြီကိုမလှုပ်ရသေးဘူးစိတ်ကူးနေတော့ရှိသေးပါမလို့ဆိုကုန်ပြီနောက်တစ်ခါဖြုတ်နဲ့1လကုန်သွားပြီ2လကုန်သွားပြီ3လကုန်သွားပြီ12လကုန်သွားတဲ့ကပြန်ရောက်လာပြန်ရောဟောဒီလိုနဲ့2018ခုလည်းပြီးခဲ့ပြန်ပြီ2019လည်းပြီးခဲ့ပြန်ပြီမကြခင်မြန်မာနိုင်ငံမြန်မာနှစ်သိကူးဆိုတာလာအောင်မယ်တရုတ်နှစ်သိကူးဆိုတာလာအောင်မယ်နော်ကရင်ကနှစ်သိကူးသွားပြန်ပြီအဲ့ဒါလို့ခါရမကြခင်ပဲကုံဆုံးပြီးတော့သွားကြတယ်လို့နော်အဲ့ဒါကြောင့်မလို့အချိန်ဒီကောင်းတစ်ခုကိုလက်လွတ်ဆုံးရှုံးမသွားကြစိတ်နဲ့တဲ့ဘာကြောင့်တိုက်တွန်းရတယ်လဲဆိုရင်ခဏတိတာဟိသောစန္တိသောစံအခွင့်ကောင်းနေဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်ဟာနောက်ပိုင်းရောက်တဲ့အခါမှာငါမလုပ်မိတာမှားလေခြင်းဆိုပြီးယင်ထဲကအပူတွေနဲ့တောကဖြစ်ရတတ်တယ်တဲ့နိရိယမိသမပိတာတဲ့ဒုဘဝရာတုန်းကတော့ကောင်းတာမလုပ်ဖဲနဲ့နော်မေလျောရောပြောသလိုနေပြီးငရဲရောက်လို့ငရဲမိလောင်ပြီးဆိုတော့မှငါလူဖြစ်ရရင်တော့ဒီခါကောင်းအောင်နေပါမယ်ဆိုတာဖြစ်လာနောင်တတွေရကြတယ်လို့ပြောတယ်ဒုသနာသောဆိုတဲ့ငရဲပြည်ကစကားသံလေးဟာအဲ့ဒါတွေပဲမှန်တာတော့နော်မဟုတ်တာတွေငါတို့လုပ်ခဲ့တယ်လူပြည်ပြန်ရောက်ပြီးလူဘဝပြန်ရောက်ရင်ကောင်းတာတွေကြီးပဲလုပ်ပါမယ်ဒုက္ခတိဘုံသားတို့ရဲ့အမှားစကားဆိုတာနောင်တရတဲ့စကားတွေကြီးပဲပေါ့နော်အဲ့ကြမှာနောင်တရနေတာအလုံးမဖြစ်တော့ဘူးပေါ့အခုချိန်မှာလုံနိုင်တဲ့အချိန်ကြိုးစားရမယ်လို့ဒီလိုဆိုလို့တယ်အဲ့မှာဆုံးမဩဝါဒပေးတာပမာဒောရသောပမာဒောကိုယ်လက်ရှိဘဝအခြေအနေလေးပေါ်မှာလူတွေဟာရစ်မှုမေ့လျော့ရှင်မှုတယ်မေ့လျော့တယ်ဆိုတာလူတွေကထင်ကောင်းထင်မဲ့မမေ့ပါဘူးနေ့စဉ်ဈေးသွားကြရှိတာသွားတယ်လှုပ်ရှားရှိတာလှုပ်တယ်မေ့နေတာမဟုတ်ပါဘူးလို့ပြောတယ်ဒီနေရာမှာမေးလျော့တယ်ဆိုတာတန်ဖိုးရှိတဲ့အလုပ်ကိုဘာလုပ်တယ်လဲဆိုတာတစ်ခါမစင်စားမိဘူးနေ့စဉ်စားဖို့နေရေးအလုပ်တွေဟာတကယ်တန်ဖိုးရှိတဲ့အလုပ်မဟုတ်ဘူးကိုယ်နဲ့ပါလာမဲ့အလုပ်တစ်ခုမှမဟုတ်ဘူးနေ့စဉ်နဲ့အမျှရောင်းဝယ်ရလာတဲ့ငွေကြီးတနာတွေကကိုယ်နဲ့အတူလိုက်မှာမဟုတ်ဘူးအားလုံးကထားခဲ့ရမှာတန်ဖိုးရှိတဲ့အရာတစ်ခုမှမရလိုက်ဘူးဆိုရင်ဒါမေ့တယ်လို့ခေါ်တယ်ကုသိုလ်ကောင်းမှုလုပ်ဖို့မေ့နေတဲ့အမေ့မျိုးဟာရှင်တဲ့နှလုံးထဲမှာအညစ်အကြေးတွေမျှတာဖြစ်တယ်အဲ့ဒီအညစ်အကြေးဟုသမျှပမာဒနုပတိတောရသောရှင်တဲ့နှလုံးထဲမှာဖြစ်ပေါ်လာတဲ့ကိလေသာအညစ်အကြေးတွေဆိုတာပမာဒကြောင့်ဖြစ်ပေါ်လာတဲ့အရာတွေသာဖြစ်တယ်မေလျောရောနေခြင်းကြောင့်သာဖြစ်လာတာဖြစ်တယ်ဒါကြောင့်အပမာဒေနဝိစာယအပဟေသလမတ္တနောကိုယ့်ရင်ထဲမှာစူးဝင်နေတဲ့လူချင်းဆန္ဒလို့ဆိုတဲ့တဏှာမြားညောင်ကြီးကိုအဲ့ဒါကို
အပမာဒဆိုတဲ့တတိတရားဝိဇ္ဇာဆိုတဲ့အသိဉာဏ်စွမ်းအားဖြင့်ဆွဲနှုတ်ပြဖို့မမေ့ပါနဲ့ရှင်ထဲမှာဒီမေ့လျော်ခြင်းဆိုတဲ့ပမာဒရှင်ထဲမှာစုဝင်နေတဲ့တဏှာဆိုတဲ့မြားညောင်ကြီးထင်ရှားရှိနေတာမှန်တယ်အဲ့ဒါရှိနေတာကိုရှင်းမှန်းသိတာကပညာဆွဲနှုတ်ဖို့ရတတိထားတာကအပမာဒအဲ့ဒါလို့တတိထားပြီးတော့ဝိပဿနာတရားအထုတ်ခြင်းဆိုတဲ့အသိဉာဏ်ဖြင့်ယင်ထဲကရှိနေတဲ့တဏှာကိုဆွဲနှုတ်ရမယ်အစားပစ္စည်းဥစ္စာတွေနဲ့လာပြီးတော့ဖြားယောင်းနေကြတာအလွန်မှားတယ်ဒါတွေနဲ့မဖြားယောင်းကြနဲ့ငါယင်ထဲမှာတဏှာဆိုတဲ့အစွဲလန်းငါမှမရှိတော့ဘူးအလုံးဟာနှုတ်ပြီးပြီလို့မလောက်ကြဗုဒ္ဓယဟန္တာမထေရမြတ်ကဆွေတွေမျိုးတွေကိုဟောကြားဆုံးမခဲ့တာဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေလည်းကိုယ်ရင်ထဲမှာရှိနေတဲ့တဏှာဆိုတဲ့ကိုယ်ကိုလွှမ်းမိုးနေတဲ့အရာတစ်ခုကိုအပမာဒဆိုတဲ့တတိတရားအသိဉာဏ်ဆိုတဲ့ဉာဏ်ဝိဇ္ဇာဖြင့်စွမ်းအားအသုံးပြုပြီးတော့ယင်ထဲကတဏှာဆိုတဲ့ညောင်းကိုဆွဲနှုတ်ကြရမှာဖြစ်တယ်အေးတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့129ပိုင်းမြောက်မလုတ်ချက်ဗုဒ္ဓမထေရမြတ်ရဲ့အမတ်တရားစကားကိုနာယူမှတ်သားပြီးဘဝကိုဥဆောင်နေတဲ့ယင်ထဲကတဏှာတရားကိုတို့တွေဖယ်ရှားပြစ်ကြမှာဖြစ်တယ်လို့ကိုစီအတိတရားချီးစွာထားပြီးတဏှာဖယ်ရှားဖို့အတွက်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း